grade 5သင်ကြားအခန်း6ဓာတ်သမကိန်းများစခြင်းအခန်းကနေစာမျက်နှာ69နံပါတ်7ကိုပြောပြပေးပါမယ်။နံပါတ်7 3.3 မီတာရှိသောဝါယာကြိုးတစ်ချောင်းကြီးအလေးချိန်သည် 1.9 ဂရမ်ဖြစ်သောတစ်မီတာလျင်မြည်မျှ4မီနီစလက်ကိုဆယ်လီစိတ်အထိနီးရယူပြီးဖော်ပြပါလို့ပြောထားပါတယ်။ဒါဆိုရင်ပေးထားချက်တွေကဘာတွေလဲဆိုလို့ရှိရင်3.3 မီတာရှိတဲ့ဝါယာကြိုးတစ်ချောင်းရှိတယ်။သူ့မှာအလေးချိန် 1.9 ဂရမ်ရှိတယ်။တစ်မီတာမှာဘယ်လောက်လေးမလဲဆိုပြီးမှမေးထားတယ်။အဖြေကိုတော့စလက်ပေါ့နော်အဖြေကစလက်ဒီစလက်ကိုဆယ်လီစိတ်အထိနီးရယူပြီးပေါ်ပြပါလို့ပြောထားတယ်ဒါဆိုရင်ရလာတဲ့ရလက်ကစလက်ကဆယ်လီစိတ်အထိရှာရမှာပေါ့နော်ဆယ်လီစိတ်အထိရှာမယ်ဆယ်လီစိတ်အထိနီးရယူပြီးရှာမယ်ဆိုရင်ရာလီစိတ်အထိအဖြေကိုရှာထားရမယ်နော်ရာလီစိတ်ကိုကြည့်ပြီးမှဆယ်လီစိတ်ကိုစုံရှမ်းမယ်ပေါ့နော်ဒါဆိုရင်ဒီပေးထားချက်ကိုအရင်ရေးပါမယ်ပေးထားချက်ကဘယ်လိုရေးရမလဲဆိုရင်3.3 မီတာရှိသောဝါယာကြိုးတစ်ချောင်းကြီးအလေးချိန်ညီမျှတဲ့ 1.9 ဂရမ်ပေါ့နော်ဒါပေးထားချက်ပြီးရင်1 မီတာလျင်ညီမျှ4မီနီဆိုတော့ဒီဟာလေးကိုရေးမယ်ဆိုရင်1 မီတာလျင်1 မီတာရှိသောဝါယာကြိုးတစ်ချောင်းရဲ့အလေးချိန်ပေါ့နော်ဒါဆိုရင်ဘယ်လောက်လဲဆိုရင်ရပါပြီနော်ဒါဆိုရင်ဒီ1 မီတာရှိတဲ့ဝါယာကြိုးရဲ့အလေးချိန်ကိုရှာကျင်လို့ရှိရင်သူ့ကိုညီမျှချင်းရေးပေးရမယ်ပေါ့နော်ညီမျှချင်းရေးမယ်ဆိုလို့ရှိရင်ဘယ်လိုတွက်လို့ရမလဲဆိုတဲ့အားကိုပုံစံလေးအရင်ကြည့်ရအောင်ပုံစံလေးဒီမှာဆွဲထားပါတယ်နော်ပုံစံလေးကိုအရင်ကြည့်မယ်အကျန်းထဲမှာပေါ့နော်စာရွက်အကျန်းထဲပုံစံလေးလှုပ်ထားတဲ့ပုံစံလေးကိုကြည့်မယ်ဒီမှာဝါယာကြိုးရဲ့အလေးချိန်ဒီမြင်းတန်းနဲ့ပေါ်ပြထားတဲ့အရှိကိုဒီမြင်းတန်းနဲ့ပေါ်ပြထားတဲ့အရှိမှာကြည့်မယ်ဆိုရင်3ညကနေ1 မီတာရှိမယ်ဒါ3.3 မီတာပေါ့နော်တဝက်မရောက်ခင်ပေါ့နော်ဒါဆိုရင်0.5တဝက်ပေါ့နော်ဒီဘက်မရောက်ခင်3.3 မီတာရှိရယ်အလေးချိန်မှာလည်းဒီလိုပဲ3ညကနေဒီ1.9 ဂရမ်ပေါ့နော်1.9 ဂရမ်ရှိရယ်ပြီးရင်ဒီဘက်ဒီရောက်မယ်ဒါဘယ်လောက်လဲပေါ့နော်ဒါဆိုရင်3.3 မီတာမှာ1.9 ဂရမ်လေးတယ်ဆိုတာတော့ဒီမှာပေးထားတယ်ပု္ပ္ပစာမှာပေးထားပြီးသားဒီတက်လေးပေါ့နော်အဲဆိုရင်ဒီလိုမျိုးပု္ပ္ပစာကိုတက်မယ်ဆိုရင်တက်ကပု္ပ္ပစာဒီမြင်းချောင်းတက်ကကိန်းတစ်ခုကိုပေါ့နော်စားလိုက်လို့ရှိရင်လူလိုချင်တဲ့1 မီတာ1 မီတာကိုရတယ်ပေါ့နော်1 မီတာကိုရမှာပါအဲဆိုရင်ဒီမှာ1.9 ဂရမ်လေးတယ်ဒီမှာအရှိသူ့ရဲ့အလေးချိန်ကိုအရှိနဲ့စားလိုက်လို့ရှိရင်ပေါ့နော်သူ့ရဲ့အရှိနဲ့စားလိုက်လို့ရှိရင်1 မီတာရှိတဲ့သူ့ရဲ့အလေးချိန်ကိုရမှာပါနော်ဒါဆိုရင်ညီမျှချင်းကိုရေးမယ်ဆိုလို့ရှိရင်1.9 အစား3.3ဆိုရင်1 မီတာအလေးချိန်ရပါပြီเนาะဒါဆိုရင်ညီမျှချင်းကိုရေးမယ်ညီမျှချင်းက1 မီတာရှိသောဝါယာကြိုးအလေးချိန်ညီမျှချင်း1.9 အစား3.3ဆိုပြီးမှညီမျှချင်းမလောက်လဲပေါ့เนาะဒီပု္ပ္ပစာကိုဖြည့်ရှင်းပြီးမှဒီအဖြေကိုရမှာပေါ့เนาะဒါကညီမျှချင်းတွက်နည်းလေးပေါ့เนาะဒါဆိုရင်ဒီညီမျှချင်းကိုတွက်မယ်ဆိုရင်အစားပု္ပ္ပစာဖြစ်တယ်အစားပု္ပ္ပစာဖြစ်တယ်မို့လို့စားကိန်းက3.3ဓာတ်သမပါနေတယ်ဓာတ်သမကိုဖြောင်းမယ်ဆိုရင်ဆယ်လီစိတ်မို့လို့10နဲ့မြောက်ပြီးဖြောင်းရင်ရတယ်ဒီဘက်မှာစားကိန်းမှာ10မြောက်ရင်တီကိန်းဘက်မှာလည်း10မြောက်မယ်စားကိန်းကို10နဲ့မြောက်တော့3ရတယ်
ဒီကိန်းကိုလည်း30နဲ့မြောက်19ရတယ်19အစား3ရပြီပေါ့နော်ဒီတသမကိန်းမပါတဲ့စာကိန်းအစားပု္ပ္ပစာကိုတွက်လိုက်လို့ရှိရင်အဖြေရပါမယ်ရလာတဲ့အဖြေကဒီ30စီတိုးလာတဲ့ညီမျှချင်းတစ်ခုပေါ့နော်ဒီညီမျှချင်းနဲ့ဒီညီမျှချင်းနဲ့အတူတူပါပဲเนาะတူတယ်ဒီဒါကြောင့်မလို့ဒီရလာတဲ့အဖြေကလည်းဒီမှာရမယ့်အဖြေနဲ့ညီမျှချင်းတူတာမလို့ဒီရလာတဲ့အဖြေနဲ့လည်းအတူတူပါပဲเนาะဒီလိုမှတ်သားလို့ရပါတယ်เนาะဒါဆိုလို့ရှိရင်ဒီအစားပု္ပ္ပစာကိုတွက်ပါမယ်เนาะဒီအစားပု္ပ္ပစာမှာဆိုလို့ရှိရင်ဒေါင်လိုက်ပေါ့เนาะဒီကိန်းအစားအိမ်လေးဆောင်မယ်ပြီးလို့ရှိရင်19ကို3နဲ့စားတော့မယ်3ဘယ်လီဝယ်ရမလဲဆိုတော့3 6လီ18ပါเนาะ18ဆိုတော့19ထဲက18တော့1ကျန်မယ်အဲဆိုရင်ရှာခိုင်းထားတဲ့ပု္ပ္ပစာက10လီစိတ်အထိနေရာယူပြီးပေါ်ပြပါလို့ပြောထားတဲ့အတွက်တသမနောက်ကနေမှယာလီစိတ်ညာဘက်ယာလီစိတ်အထိရှာရမယ်ပေါ့နော်10လီစိတ်ကိုဆုံးဖြတ်ဖို့အတွက်ဒါကြောင့်မလို့တစ်ကျွဲနေတယ်တစ်ကျွဲတာကိုထပ်ပြီးတသမထိုးပြီးမှဆက်ပြီးအဖြေရှာမယ်ပေါ့နော်စားဝင်မယ်အဲဆိုရင်ကိန်းရဲ့နောက်မှာတသမရှိတယ်3ညတွေရှိတယ်နော်သူ့နောက်တွေမှာအဲဆိုရင်3ညကိုဆွဲချလိုက်ရင်ရပြီနော်အဲဆိုရင်3ညဆွဲချလိုက်တော့10ဖြစ်တယ်10ကို3နဲ့စားရဲမယ်လီဝင်မလဲဆိုတော့3လီ9ဝင်မှာပေါ့နော်ဒါဆိုလို့ရှိရင်ဓာတ်သမကိုလည်းသူရှေ့တက်တဲ့မှာပေါ့နော်အပေါ်တက်တဲ့မှာသွားထားမယ်ပြီးလို့ရှိရင်အလီဝင်မှာပေါ့နော်အလီဝင်မယ်3လီ9ရပြီဒါဆို10ထဲက9နှုန်း1ကျန်မယ်နော်1ကျွင်းမယ်ဒါဆိုရင်ဒီမှာဆက်လီစိတ်ပဲရှိတယ်ရာလီစိတ်ထိရှားပါနော်ရှာလီစိတ်ဆိုတော့ဆက်ပြီးမှအလီဝယ်မယ်ပေါ့နော်ဒါဆိုရင်တစ်ကျွင်းနဲ့တစ်ကျွင်းရင်ဒီနောက်မှာ3ညတွေရှိတယ်ပေါ့နော်ဆက်ပြီး3ညကိုဆွဲချလို့ရတယ်3ည10ဖြစ်နေပြီအဲဆိုရင်3လီဆက်ဝယ်မယ်3လီ9ပေါ့နော်9ရမယ်10ထဲက9တော့1ကျန်ပဲပေါ့နော်အဲဆိုရင်ရှာထားတဲ့အစလက်အဖြေကယာလီစိတ်ထိရှာယူပြီး10လီစိတ်ကိုနီးရယူတော့မယ်အဲဆိုရင်10လီစိတ်နေရာကဓာတ်သမ3ကဒီယာလီစိတ်နေရာကိုကြည့်ပြီးမှဆုံးဖြတ်မှာမလို့ယာလီစိတ်ကိုကြည့်လိုက်တဲ့အခါမှာယာလီစိတ်က9အောက်ငယ်တယ်တော့9အောက်ငယ်တဲ့4 3 2 1ထဲက3မလို့သူရှိကဆက်လီစိတ်ကဘာမှမပြောင်းပဲဒီတိုင်းပဲထားလိုက်ရင်ရပြီเนาะဒီတိုင်းပဲထားလိုက်ရင်ရပြီဒါဆိုရင်ဒီတိုင်းပဲထားမယ်ဆိုရင်6ဓာတ်သမ3ပေါ့เนาะ6ဓာတ်သမ3ရမယ်ဒါကြောင့်မလို့အဖြေက1မီတာရှည်သောဝါယာကြိုးအလေးချိန်ညီမျှခြင်း6ဓာတ်သမ3ဂရမ်ဆိုပြီးမှရရှိပါပြီเนาะအားလုံးကဒီပု္ပ္ပစာလေးကိုနားလည်မယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်ဗျာ